တင်ဟာတခုခုလောက်တော့မယ်ဆိုရင်အားလုံးကိုလိုက်ပြောပြဘူးသလားအဲ့ဒီနောက်မှာဘာဖြစ်သွားလဲသတိထားမိလားတချို့အချိန်တွေမှာကျွန်တော်တို့ရဲ့အိမ်မက်တွေအကြောင်းအများကြီး short ပြောနေမိရဲ့အဲ့ဒီအိမ်မက်တွေကတကယ်ဖြစ်လာဖို့ပိုခက်ခဲသွားတတ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ Simon ဆိုတဲ့လူငယ်လေးရဲ့ပုံပင်လေးကိုနားထောင်ကြည့်အောင်ဟိုးရှေးတုန်းကရွာငယ်လေးဒီရွာမှာ Simon လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူ့မှာအိမ်မက်တွေအကြီးကြီးရှိပြီးအပတ်ဝင်းအစီအစဉ်တစ်တွေကိုစတင်လေးရှိတယ်တပတ်မှာဆိုင်ဖွင့်မယ်လို့စိတ်ကူးရင်တယ်နောက်တစ်ပတ်မှာအိုးလိုငန်းတင်မယ်လို့ကြံစီတယ်နောက်တော့အိမ်ဆောက်မယ်လို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ Simon မှာထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်သူဘာပဲလုပ်လို့မဆက်တင်ခင်မှာရွာကလူအားလုံးကိုလိုက်ပြိုးပြတတ်တာပါသူဈေးထဲကိုလမ်းလျှောက်သွားရင်ငါဒီရွာမှာအကြီးဆုံးဆိုင်ကြီးကိုဖွင့်တော့မှာလို့ကြွေးကြော်တယ်လူတွေကလက်ခလုတ်တီးကြတယ်ချီးမွမ်းကြတယ်အဲ့ဒီအချိန်မှာ Simon ဟာကိုဂုံယူမိပြီးအရေးပါတဲ့လူတစ်ယောက်လိုခံစားသွားတယ်အဲ့ဒီညမှာသူစိတ်ကျေနပ်စွာနဲ့အိပ်ပျော်သွားခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကနောက်တနေ့မနေ့တကယ်အလုပ်လုပ်ရမယ်အချိန်ရောက်တော့သူနှုံးချီးနေသလိုခံစားရပြီးအလုပ်လုပ်ခြင်းစိတ်တွေပျောက်ဆုံးသွားခဲ့တယ်ရက်တွေကုန်သွားပေမဲ့သူဆိုင်မဖွင့်ဖြစ်ခဲ့ဘူးအိုးလုပ်ငန်းလုပ်မယ်လို့ဆုံးဖြတ်ပြန်တော့လဲလူတွေကိုလိုက်ကြွားတယ်လူတွေကသူ့ကိုထက်ပြီးချီးမွမ်းအားပေးကြပြန်တယ်ဒါပေမဲ့ရက်အနှဲငယ်ကြာတော့စိတ်ဝင်စားမှုလွတ်သွားပြန်တယ်ရွှန်စည်းကိုတောင်သူမကင်ဖြစ်ခဲ့ဘူးဒီလိုနဲ့နှစ်တွေကြာလာပေမဲ့ဆိုင်မွန်ရဲ့လက်ထဲမှာဘာမှဖြစ်ထွန်းမလာဘူးတနေ့ညနေတော့မှဆိုင်မွန်ဟာရေတွင်းဟောင်းနားမှာစိတ်ဖြက်လက်ပြထိုင်နေတုန်းရွာကအမျော်မြင်ရှိရဲ့အဖိုးအိုတယောက်ရောက်လာတယ်ငါသားဘာတွေစိတ်ညစ်နေတာလဲဆိုင်မွန်ကပြန်ချပြီးကျွန်တော်မှအိမ်မက်တွေအများကြီးရှိတယ်ဒါပေမဲ့ဘာတစ်ခုမှအဆုံးထိမလုပ်နိုင်ဘူးလို့ယဉ်ဖွင့်ရှာတယ်အဖိုးအိုကပြုံးပြီးနောက်တနေ့မှမျိုးစေ့နှစ်စေ့ကိုထုတ်ပြတယ်တစ်စေ့ကိုဆိုင်မွန်ကိုမြေကြီးထဲစိုက်ခိုင်းတယ်ဒုတိယမျိုးစေ့ကိုတော့အဖိုးအိုကမြေကြီးထဲမစိုက်ပဲကလေးတွေကိုလမ်းခေါ်ပြီးကြွားပြလိုက်တယ်ကြည့်ကြစမ်းငါမှမျိုးစေ့တစ်စိတ်ရှိတယ်မကြခင်ဒါကလှပတဲ့တစ်ပင်ကြီးဖြစ်လာတော့မှာကလေးတွေကလက်ခလုတ်တီးကြတယ်အဖိုးအိုကအဲ့ဒီမျိုးစေ့ကိုကြောက်တုံးပေါ်မှာပဲတင်ထားခဲ့လိုက်တယ်ရက်တွေကုံလွန်သွားတဲ့အခါမြေကြီးထဲကမျိုးစေ့လေးကတိတ်တိတ်လေးအညောက်ထွက်လာတယ်ဒါပေမဲ့ကြောက်တုံးပေါ်ကမျိုးစေ့ကတော့နေပူထဲမှာခြောက်တွေးပြီးဝှက်တွေစိတ်လို့ပျက်စီးသွားခဲ့တယ်အဖိုးအိုကဆိုင်မွန်ကိုကြည့်ပြီးအခုလိုပြောပြတယ်ဆိုင်မွန်မျိုးစေ့ဆိုတာကြီးထွားဖို့အတွက်တိတ်ဆိတ်မှုလိုတယ်မြေကြီးအောက်မှာဖုံးကွယ်နေဖို့လိုတယ်မင်းရဲ့အိမ်မက်တွေကိုစောစောစီးစီးရှောက်ပြောတဲ့အခါလူတွေရဲ့ချီးမွမ်းမှုကိုရလိုက်တော့မင်းရဲ့အုံနောက်ကအောင်မြင်သွားပြီလို့ထင်သွားတတ်တယ်အဲ့ဒီအခါတကယ်အလုပ်လုပ်ရမယ့်အင်အားတွေကစကလုံးတွေထဲမှာပဲကုံဆုံးသွားတာပဲဆိုင်မွန်ဒါးလဲသွားပြီသူဟာလက်ခလုတ်တန်းတွေကိုပဲကျေနပ်နေပြီးတကယ်အလုပ်ကိုမလုပ်ဖြစ်ခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာတော့ဆိုင်မွန်ဟာသူ့ရဲ့အစီအစဉ်တွေကိုဘယ်သူမှမပြောတော့ပဲတိတ်တိတ်လီအကောင့်ထဲဖော်တယ်အမားတွေရှိရင်ပြင်းတယ်ဖြည်းဖြည်းချင်းသင်ယူတယ်အပတ်ဝန်းများစွာကြာလာတဲ့အခါမှာတော့အိမ်ကြီးချင်းတွေအံ့ဩသွားစရာလောက်အောင်လေယာမြောက်တဲ့တစ်သားကလထိုင်ကိုဖန်တီးနိုင်ခဲ့တယ်ဆိုင်မွန်ဟာကျွမ်းကျင်တဲ့လက်မှုပညာရှင်ဖြစ်လာတယ်သူဘယ်တော့မှအကြံအစီတွေကိုကြိုမပြောဘူးအလုပ်ပြီးမှသာပြတာတော့တယ်တဲ့ရဲ့ဘဝမှာအစီအစဉ်တွေကိုကြိုပြောလိုက်လို့အားတွေကုံသွားခဲ့လာမျိုးဘယ်နှချိန်ရှိခဲ့ဘူးလဲမင်းရဲ့အိမ်မက်တွေကိုလုံခြုံအောင်ထိမ့်သိမ့်ပါမြေကြီးအောက်ကမျိုးစေလိုတိတ်တိတ်လီကြီးထွားပါစေမှတ်ထားပါစကလုံးတွေထက်မင်းရဲ့လုံရက်တွေကပိုပြီးကျဲလောင်ပါစေတစ်ပင်ကြီးကတာမာလာရဲ့အခါသင်ဘာမှမပြောစရာမလိုပဲအားလုံးကအလိုလိုမြင်ကြပါလိမ့်မယ်